အားလုံးပဲမင်္ဂလာပါ 1K Cooking Blog Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနက်ရတာနဲ့ပြည်စုံပြီးအသားလေးနုနုအီလေးနဲ့စားလို့ကောင်းမဲ့ဝက်စတူးလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်အိမ်မှာပဲအလွယ်တကူချက်စားလို့ရတဲ့ဟင်းလေးတစ်ခွက်မို့လို့လိုက်ချက်စားကြည့်ကြပါအောင်နော်ဝက်စတူးချက်ဖို့အတွက်ဝက်ပေါင်သားကီလိုဝက်ခန့်တော့သုံးထားပါတယ်အမွှေးနန်းသားအတွက်တစ်ချက်ပိုးကောင်နက်နက်ပွင့်နဲ့ကတဝီရက်3ရက်လောက်သုံးပါတယ်ဝက်စတူးပြုတ်ရပြုတ်ဖို့အတွက်နန်းနန်းမြေချင်းကျက်သွန်မိတ်အရင်ပိုင်း3ခုလောက်နဲ့ကျက်သွန်ပြူ4မွှာလောက်ကိုသုံးထားပါတယ်ပထမအဆုံးအနေနဲ့ရေစေးတန်းတင်ထားပြီးသားဝက်ပေါင်ရင်သားလေးတွေကိုစားပြုတ်ပါမယ်စားနေငယ်ထည့်ပါမယ်နန်းနန်းမြင့်နဲ့ချင်းနေငယ်ထည့်ပြီးတော့အဖုံးအုပ်ပြီး10မိနစ်ခန့်လောက်ပြုတ်ထားပေးရပါမယ်ဝက်သားပြုတ်တဲ့အချိန်မှာထွက်လာတဲ့အညီကြီးလေးတွေကိုဇွန်လေးနဲ့ခတ်ပြီးတော့ဖယ်ထုတ်ပေးရပါမယ်။ဝက်သားကိုအခုလိုပြုတ်လိုက်ခြင်းအပြင်ဝက်စတူးချက်တဲ့နေရာမှာအသားညီနယ်လေးလည်းကျင်းသွားပြီးတော့အမြုပ်လေးလည်းမထားတော့ပါဘူး။ပြုတ်ထားတာလည်း10မိနစ်လောက်ရှိပြီဆိုတော့ဝက်သားလေးတွေကိုပကံတစ်ပကံနဲ့ခဏဖယ်ထားပါမယ်။ပြီးရင်ပြုတ်ထားပြီးသားဝက်သားလေးတွေကိုအိုးပေါ်တင်ပြီးတော့အိုးကင်းပူတိုက်ပြီးတော့ကင်ပေးပါမယ်။မီးပုံနဲ့တေချာလေးကင်ပေးရင်တော့ပိုကောင်းပါတယ်ကျွန်တော်ကတော့အိုးကင်းပူတိုက်ပြီးရကင်ထားလိုက်ပါတယ်အခုလိုမျိုးအနေငယ်ကြက်လာပြီဆိုရင်စားလေးဖြူပြီးတော့အသားတဲ့စားရတာလေးစိတ်ဝင်သွားအောင်တေချာလေးကင်ပေးပါမယ်ဒီနေရာမှာအရသာမုံကိုထည့်ပြီးကင်လိုက်မယ်ဆိုရင်ကတ်သွားနိုင်တာကြောင့်စားလေးပဲထည့်ပြီးတော့အရင်ဆုံးကင်ပေးရပါမယ်အသားရဲစားရတာလေးစိတ်ဝင်သွားပြီဆိုရင်တော့အရသာအတွက်ချက်သားမှုထည့်ပါမယ်တကြားထမင်းစားသွန်းတစ်စုံစားလောက်လည်းထည့်ပါမယ်ပြီးရင်ပင်ငယ်မြရဲ့အကြီးထမင်းစားသွန်းတစ်စုံမောက်ထည့်ပါမယ်ခယူစီထမင်းစားသွန်းတစ်စုံခွဲစားလောက်ထည့်ပါမယ်ညရောင်လေးပူလာသွားအောင်ကြာညုခေါ်ပင်ငယ်များရဲ့အနောက်ကိုလည်းထမဲစားဆုံးတစ်စုံခွဲစားလောက်ထည့်ပါမယ်ဝက်သားရဲ့အရသာလေးတေချာလေးစိတ်ဝင်သွားအောင်တေချာလေးနေပြီးတော့မီးလေးနဲ့ကင်ပေးရပါမယ်အမွှေးနန်းသားအတွက်နက်နက်ပွင့်တစ်ချက်ပိုးကောက်ကရဝီရက်တို့ကိုလည်းတစ်ခါတည်းထည့်ပါမယ်အသားရဲ့အမွှေးနန်းသားလေးဝင်သွားအောင်မီးလေးနဲ့ခဏမှွေနေပေးရပါမယ်ခဏလောက်မှွေပြီးသွားပြီဆိုရင်ခုနကအစင်းနေပြင်ထားတဲ့ကျက်သွန်မိတ်ကျက်သွန်ပြူချင်းနဲ့ရေနှင်းငယ်လောက်ထည့်ပါမယ်အသားရဲ့အနံ့ရတာလေးအလုံးစိမ့်ဝင်သွားပြီဆိုရင်ရှာလက်ကရေနှင်းငယ်ထည့်ပါမယ်ပြီးရင်တဲထားတဲ့ရေနွေးပူလေးတွေကိုဝက်သားလေးမြုပ်တီထည့်ပြီးတော့အဖုံးလေးအုပ်ပြီးဝက်သားလေးနူးဤသွားအောင်တနားခွဲ2နာရီခန့်လောက်ကိုမီးလေးနဲ့ချက်ထားပေးရပါမယ်ဝက်သားလေးပြုတ်ထားတာတနားခွဲ2နာရီလောက်ရှိပြီဆိုတော့ထိုင်ဝမ်မုံညင်းလေးတွေထည့်ပြီးတော့ပြုတ်ပါမယ်ပြုတ်ထားတဲ့ဝက်သားလေးလည်းနူးဤပြီးတော့အရသာလေးလည်းမြည်ကြည့်လို့အဆင်ပြေပြီဆိုရင်တော့ရပါပြီဒီနေရာမှာအလင်းလုံးနေတဲ့လူတွေဆိုရင်တော့ pressure cooker နဲ့လည်းချက်လို့ရပါတယ်ကျွန်တော်ကတော့တေဦးလေးနဲ့ပဲအလွယ်တကူချက်လို့ရအောင်ချက်ပြပေးထားပါတယ်ဒီလိုဆိုရင်တော့အနံ့ရတာမှုလေးနဲ့အသားလေးနူးဤနေပြီးစားလို့ကောင်းမယ်ဝက်စတူးဟင်းလေးတစ်ခွက်ကတော့အဆင်သင့်ဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီလိုလွယ်ကူရွှေ့ရှင်းပြီးအိမ်မှာလွယ်တကူချက်စားလို့ရမယ်ဟင်းချက်နီးဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ 1K Cooking Blog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်